အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီ comment လေးကျွန်တော် reply ပြန်ပေးချင်ပါတယ်ဗျကျွန်တော်ဒီအကောင့်ထဲမှာတင်ထားတာလေးပေါ့နော်ကျွန်တော်ကူးတဲ့တိုက်ကူဝဲကိုကျွန်တော်ဒီကသူ့အကောင့်မှာတင်ထားတော့သူကဒီညီမလေးကအောက်ကနေပြီးတော့သူဝင်ပြီးတော့ comment မှန်ထားတာပေါ့နော်တိုက်ဆိုတာတဲ့သူ့လို့တာပါတဲ့ဘယ်သူမှဒုက္ခမပေးပါဘူးတဲ့ဘာဖြစ်လို့ဆရာတွေကလိုက်ပြီးဒုက္ခပေးရတာလဲပေါ့နော်ဒါသူကတော့မသိလို့မေးမြန်းခြင်းဖြစ်ပါတယ်ဗျအဲ့တော့မသိနားမလဲတဲ့ကိစ္စကိုသိနားလဲအောင်ကျွန်တော်တို့ဖြည့်ပေးလိုက်ပါမယ်နော်အဲ့တော့နံပါတ်1ပြောချင်တာကတိုက်ဆိုတာကဝီမာတိကပိတ်တာပုံထဲမှာပါတယ်ဗျနော်ဝီမာတိကပိတ်တာပုံသားတွေဖြစ်တယ်ပေါ့နော်အဲ့တိုက်ဒီမှာကသူ့ရဲ့အတိတ်ဘဝကရှိခဲ့ဘူးတဲ့သူ့ရဲ့ဘယ်လိုပြောမလဲဟိုကုတုကံအလျောက်ပေါ့သူလုပ်ခဲ့တဲ့ကုတုကံအလျောက်သူတို့မှာကာမစိတ်ရှိကြပါတယ်ကာမစိတ်နဲတဲ့တိုက်တွေလည်းရှိကြတယ်လို့ကာမစိတ်ကြီးတဲ့တိုက်တွေလည်းရှိကြပါတယ်တိုက်ထဲမှာတကယ်ကိုဗုဒ္ဓရဲ့သာသနာကိုသူတို့နိုင်တဲ့ဘက်ကနေပြီးတော့နော်ဗုဒ္ဓရဲ့သာသနာအထွန်းရှိအောင်သာသနာကိုစောင့်ရှောက်နေကြတဲ့တစ်ဖက်တစ်လမ်းကသူတို့ရဲ့ရှိတဲ့ကာမစိတ်ကြီးနဲ့စောင့်ရှောက်နေကြတဲ့တိုက်တွေလည်းရှိတယ်လို့ကိုယ်ပိုင်တိုက်ဆိုတာလည်းရှိပါတယ်ကိုယ်ပိုင်တိုက်ဆိုတာကဥမာမြဥစ္စာဆောင်တိုက်ပေါ့ဗျာကိုယ်ပစ္စည်းကိုစောင့်တဲ့ဥစ္စာဆောင်တိုက်လို့ပုံစံမျိုးတွေပေါ့နော်ဆိုတော့တိုက်မှာကအမျိုးမျိုးရှိတယ်ဗျာတိုက်ဆိုတာပြောလိုက်တာနဲ့အကုန်လုံးကိုခြုံငုံပြီးတော့ကျွန်တော်တို့ကမြင်လို့တော့မရဘူးဗျာနော်ဥမာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ထင်ရှားတဲ့တိုက်တွေရှိကြတယ်ဗျာစောမွန်လာတိုက်နော်ညာနန်းတွေတိုက်စသည်အဖြစ်ပေါ့နော်ဒီတိုက်တွေအဆိုလို့ရှိရင်တို့ကသူတို့ရဲ့အဆွေတော်မျိုးတော်တွေကိုတကယ်မှစောင့်ရှောက်တကယ်ဥမာကြည်ကျူးစောင့်ရှောက်မှုပေးတယ်လို့သူတို့မကြိုက်တဲ့အရာကိုလုပ်ပြီးဆိုလို့ရှိရင်လည်းတကယ်ကိုပြင်းပြင်းထန်ထန်ဆုံးမပြီးအပြစ်ပေးလေးရှိတယ်ဗျသာသနာတော်အတွက်ကိုလည်းပဲသူတို့နိုင်တဲ့ကာမစိတ်တိတကူရှိတယ်လို့သူတို့နိုင်တဲ့ဘက်ကနေပြီးတော့ဥမာပြင်သာသနာတော်ဆိုရင်စကားအနေနဲ့ကြီးသွားတာပေါ့ဗျာဖယားရဲ့ဌာပနာပစ္စည်းတွေစေတီတွေပထိုးတွေဖယားတွေမှာမတမာတဲ့သူတွေလက်ထက်ကနေပြီးတော့ဟိုဖယားဌာပနာပစ္စည်းတွေဓာတ်တွေဖယားရဲ့ဓာတ်တော်ပစ္စည်းတွေဒါမျိုးတွေကိုမတမာတဲ့လူတွေလက်ထက်မှာပါသွားအောင်စောင့်ရှောက်နေတဲ့တိုက်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကအထက်လန်းဆရာတွေဖြစ်တယ်ပေါ့တိုက်တူးတဲ့ဆရာတွေမဟုတ်ဘူးပေါ့နော်အထက်လန်းဆရာဆိုတာကရွှေရင်ကျော်မှမဟုတ်ပါဘူးမြည်သည့်အထက်လန်းဂိုင်းမယ်မဆိုးပေါ့နော်အထက်လန်းဆရာဆိုတာကမြည်သူမြည်ဝါတူတယောက်ကိုမှအကြောင်းမဲ့တက်ဒုက္ခပေးလို့မရပါဘူးဆိုတော့ကျွန်တော်တို့စီကိုလာပြီးတော့မှဒီသူ့စီမှာရှိတဲ့မကောင်းတဲ့ဟာကိုဖယ်ရှားပေးပါမလိုချင်ပါဘူးဆိုမှသာလေကျွန်တော်တို့ကဖယ်ရှားပေးရတာဖြစ်တယ်ကာယကရှင်ကသဘောမတူပဲနဲ့ကာယကရှင်ကကျွန်တော်တို့စီကိုရောက်လာပြီးတော့မကုတာခိုင်းမှာပဲနဲ့လမ်းကတွေးတဲ့လူလာစမ်းနင်းငါကုမယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒါမျိုးခေါ်ပြီးတော့ကုလို့လည်းမရပါဘူးကာယကရှင်ကခွင့်မပြုရင်ကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူးဆိုတော့အဲ့ဒီမှာကဘာဖြစ်လို့ကျွန်တော်တို့စီကိုလူနာတွေအများဆုံးရောက်လာကြတယ်လဲဆိုတော့တိုက်ကလာတဲ့လူတွေတော်တော်များကနံပါတ်1ချစ်သူကြီးသားထားလို့မရဘူးအိမ်အောင်ပြုလို့မရဘူးအဲ့ပြဿနာတွေကြုံရတယ်ချစ်သူကြီးသားထားမယ်ဆိုလို့ရှိရင်နီလန်းမျိုးမျိုးနဲ့ပြက်ကြတယ်ဆဲကြတယ်เนาะအဲ့ဒီတိုက်ကလာတဲ့သူနဲ့ချစ်သူကြီးသားဖြစ်တဲ့သူကနီလန်းမျိုးမျိုးနဲ့ဒုက္ခရောက်ကြတယ်အိမ်အောင်ပြုလို့မယ်ဆိုလို့ရှိရင်ပြဿနာတက်တယ်အိမ်အောင်ဘက်နဲ့ကွဲတယ်เนาะနောက်ဆုံးကျမ်းမာရေးမကောင်းဘူးအိမ်အောင်မပြုနိုင်လောက်တဲ့အခြေအနေအမျိုးမျိုးတွေဖြစ်ကြတဲ့အတွက်ကြောင့်မို့လို့မတင်ငါဘူးဆိုပြီးတော့လာရောက်စေသေးကြီးတဲ့အခါမှာတိုက်ဆက်တွေတွေ့ရတယ်အဲ့တော့တိုက်ဆက်တွေတွေ့တဲ့အခါမှာဒါတွေကိုကာယကရှင်ကလိုချင်ပါသလားနှစ်သက်ပါသလားဆိုရင်ကာယကရှင်ကမလိုချင်ဘူးမနှစ်သက်ဘူးပေါ့မနှစ်သက်ဘူးဆိုမှသာလျှင်ဆရာတို့ကနေပြီးတော့ဟိုမှာဟိုဒီတိုက်ကနေပြီးတော့ကဲအိမ်တော်ပြုမဲ့ကိစ္စကိုမနှောက်ယှက်ဖို့ဆရာတို့ကခေါ်ပြီးတော့တားဆီးပိတ်ပင်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကာယကရှင်ကသူ့ကိုယ်သူတိုက်ကလာတာသိကျင်လည်းသိမယ်မသိကျင်လည်းမသိဘူးလေအဲ့တော့အတိတ်ကသူတို့ပါလာခဲ့တဲ့ဆွေရောင်းမျိုးဟောင်းတွေကနေပြီးတော့သူတို့ဟုတ်လားသူတို့မိသားစုဝင်မို့လို့ပြန်ခေါ်ပေးမယ်သူကကာယကရှင်ကဒီဘဝမှာတဘဝချားနေပြီပြောကြအောင်မလို့အရင်ကတိုက်ကိုသူမှတ်မိကျင်လည်းမှတ်မိမယ်မမှတ်မိကျင်လည်းမမှတ်မိဘူးပေါ့ဗျာနော်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့လာရောက်ပြီးတော့ကုသခိုင်းမှသာလျှင်ကျွန်တော်တို့ကကုသပေးရတာဖြစ်တယ်နောက်တနည်းပေါ့ကျွန်တော်တို့စီကိုရောက်လာတဲ့တိုက်လူနာတော်များနောက်တနည်းပေါ့ဥမာတိုက်ကလူပြိုကာယကရှင်ကနေပြီးတော့မှတိုက်ဘဝတော့ခဏတည်းကိုအလဲသွားခြင်းလို့ဆိုပြီးတော့ဂရီကဝိတွေနဲ့လာကြရတာရှိတယ်ဗျာဥမာလူပြမှာအနှစ်20အနှစ်30စသည်အဖြစ်ပေါ့နော်အဲ့တော့သူကအဲ့လိုဂရီတောင်းပြီးတော့တိုက်ကနေကဲသွားဆိုပြီးတော့သူသဘောတူပြီးတော့ပေးလိုက်တယ်ကာယကရှင်ကမသိဘူးပေါ့မမှတ်မိဘူးပေါ့အဲ့တော့ဒီကိုရောက်လာတဲ့အခါမှာအနှစ်20နေတယ်ပေါ့အနှစ်20အသက်20လည်းပြည့်လဲပြီးတော့တိုက်ကကာယကရှင်ကသူပေးထားတဲ့ဂရီအတိုင်းပေါ့တိုက်ကနေသူ့ကိုပြန်ခေါ်တော့မယ်ဆိုတော့နေလို့ထိုင်လို့ဘလို့မှသူအဆင်မပြေတော့ကျမ်းမာရေးတွေမကောင်းတော့ဘူးအနောက်ရှက်တွေအမျိုးမျိုးတွေသူဝင်လာပြီနော်ကျမ်းမာရေးမကောင်းတာတွေယောဂရှာလို့မရတာတွေစေးမတိုးတာတွေဖြစ်လာပြီဒါဆိုရင်တို့ကမတင်ငါဘူးမတင်ငိုင်းလာစစ်တဲ့အခါကျတော့ကဲတိုက်ကပြန်ခေါ်ဖို့လှုပ်ထားတာကိုတွေ့ရတယ်ဆိုတော့ကာယကရှင်ကကဲဒီတိုက်ကပြန်ခေါ်ဖို့ကိစ္စကိုကာယကရှင်ကအခုပြန်သွားခြင်းနဲ့ဆန္ဒရှိသလားလူကြီးမှာဘလောက်နေခြင်းတယ်လဲဆရာတို့ကမေးတယ်မေးတဲ့အခါမှာကာယကရှင်ကနေပြီးတော့မှဥမာလူကြီးမှာလူတရန်စီအနှစ်50တော့နေကြပါတယ်အနှစ်60တော့နေကြပါတယ်ဆိုရင်ဆရာတို့ကအဲ့ဒီအနှစ်50အနှစ်60ကိုတိုက်နေဆရာတို့ကကာယကရှင်နဲ့ကြားထဲမှာခေါ်ယူပြီးတော့ညှိနှိုင်းပေးရတာမျိုးတွေရှိပါတယ်အဲ့ဒီအခါမှာတချို့တိုက်တွေကကဏ္ဍကောသာလုပ်တယ်ပေါ့နော်မပေးနိုင်ဘူးမထားပေးနိုင်ဘူးဘာညာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ကမထားပေးနိုင်တော့လက်ခံပေးလိုက်ရင်ကာယကရှင်ကသေသွားမှာနော်ကာယကရှင်သေသွားမှာ
အဲ့တော့ကြောင့်မလို့ကာယကရှင်ရဲ့ဆန္ဒအရာဆရာတို့ကအနှစ်50အနှစ်60ကာယကရှင်တွေဆန္ဒရှိတဲ့အတိုင်းကိုဆရာတို့ကတိုက်နဲ့ခေါ်ပြီးညှိနှိုင်းတယ်ညှိနှိုင်းလို့မှအေးအေးဆေးဆေးလက်မခံအောင်ဆိုလို့ရှိရင်တော့ဆရာတို့တစ်ခါတလေမှာအခုလိုပေါ့ဆုံးမတဲ့ပုံစံမျိုးတွေနှိမ့်ဆက်တဲ့ပုံစံမျိုးတွေမလုပ်ချင်မင်းနဲ့လုပ်ပြရတာမျိုးတွေရှိပါတယ်နောက်တစ်ခုဆရာတို့ရောက်လာတဲ့တိုက်ပေါ့နော်နောက်တစ်ခုရောက်လာတဲ့တိုက်တွေကနေပြီးတော့မှဘယ်လိုပုံစံမျိုးလဲဆိုတော့ကာယကရှင်ကိုပေးထားတာကတော့အနှစ်ဘလောက်ပေါ့နော်ကာယကရှင်ကိုပေးထားတာတော့အနှစ်ဘလောက်ပေါ့ဒါပေမဲ့အခုလူပြိုရောက်လာတဲ့အခါမှာလူပြိုရောက်လာတဲ့အချိန်ကမျိုးမှာကာယကရှင်ကသူတို့တိုက်ထဲမှာပေးတဲ့ဂရီကွတ်တွေကိုမလိုက်နိုင်ဘူးအများမပေးဘူးကုသိုလ်မပေးဘူးစသည်အဖြစ်ပေါ့နော်သူတို့တိုက်တွေကိုမေးလျော့နေပြီးတော့လှုပ်ချင်တာတွေရှောက်လုံနေတယ်အဲ့လိုဆိုလို့ရှိရင်တိုက်ကအချိန်မတန်မနဲ့လည်းပြန်ခေါ်တတ်ပါတယ်အဲ့လိုပြန်ခေါ်တယ်ဆိုလို့ရှိရင်တော့အချိန်မီဆရာသမားတွေနဲ့စစ်စစ်ကုသနိုင်ရင်တော့အန်ရမရှိပေမဲ့ဆရာသမားတွေနဲ့အချိန်မီကုသဖယ်ရှားနိုင်တာမရှိဘူးဥမာရုတ်တရက်ကားတိုက်ပြီးတည်သွားတာမျိုးရုတ်တရက်တတိလဲလို့ဖြစ်ပြီးတော့တိုက်ပေါ်ကနေခုန်ချသွားတာမျိုးရုတ်တရက်ကိုစိတ်တွေရမ်းညစ်လာပြီးဇွဲရုပ်ချပြီးတက်တည်သွားတာမျိုးကိုပေါ့နော်စူဆိုင်လုပ်တဲ့ကိစ္စတွေလည်းဖြစ်နိုင်တယ်လို့ဥပ္ပစေတကားလို့ခေါ်တဲ့ရုတ်တရက်လက်ကတော့ချင်းဘာယောဂမှမရှိပါဘဲနဲ့သေဆုံးနိုင်ကြီးသေဆုံးနိုင်တဲ့ဖြစ်စဉ်မျိုးတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ဆရာတို့ကတိုက်တွေကိုနှိမ့်ဆက်တာမဟုတ်ဘူးကာယကရှင်တွေကိုဒုက္ခပေးမှဒါလျင်ကာယကရှင်နဲ့လူနာနဲ့ကြားထဲမှာကာယကရှင်နဲ့တိုက်နဲ့ကြားထဲမှာဆရာတို့ညှိနှိုင်းပေးတယ်ညှိနှိုင်းတဲ့အခါမှာတချို့တိုက်တွေကအသာကြီးလက်ခံတာရှိတယ်တချို့တိုက်တွေကအသာကြီးလက်မခံဘူးအဲ့လိုလက်မခံဘူးဆိုလို့ရှိရင်တော့ဆရာတို့ကအနည်းနဲ့အများတော့နှုတ်မိန်နှုတ်အာနာနဲ့ဥမာချိန်မှရိုက်လိုက်စမ်းလှမ်းမိုင်းထိုးလိုက်စမ်းစသည်အဖြစ်ပေါ့နော်ဒါမျိုးလေးတွေတော့ဆရာတို့ပြောစကားနားထောင်အောင်လောက်ကန်ဆောင်ရွက်ရတာမျိုးလေးတွေရှိပါတယ်ဒါကြောင့်မလို့တိုက်ကသူ့လို့သူလုပ်တာဘယ်သူမှဒုက္ခမပေးဘူးဆိုတဲ့စကားမှားပါတယ်ညီမနော်မှားပါတယ်မသိရင်လည်းလေးလာပါဆိုတော့ဘယ်လိုပြောမလဲညီမတို့သိတဲ့တိုက်ဆိုတာကဥမာပြညာနန်းတဲ့တိုက်တို့စောမွန်လာတိုက်တို့စတဲ့ဒီလိုတိုက်ကြီးကမ္မစိတ်ကြီးရှိတဲ့တိုက်ကြီးတွေလောက်ပဲညီမတို့ကသိကြတာညီမတို့မသိတဲ့တိုက်တွေအများကြီးရှိတယ်9သိန်း9999တဲ့နော်ဒါကကျန်းကန်စာပေထဲမှာပါတဲ့ဟာနော်ကျန်းကန်စာပေထဲမှာပါတဲ့ဟာဆိုတော့မလွဲနိုင်ဘူးပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်လို့နော်အဲ့တော့တိုက်တူးတဲ့ဆရာတွေကိုမြင်ပြီးတွေ့ပြီးတော့ရွှေညောဆရာတွေတိုက်ကူတာတတာကိုတော့အမြင်မဆောင်စေချင်ဘူးเนาะဘယ်သူမှဒုက္ခလိုက်မပေးပါဘူးလို့เนาะအဲ့တော့ညီမကိုယ်တိုင်တိုက်ကလာခဲ့တယ်ဆိုရင်လည်းပဲညီမလည်းအဲ့လိုဒုက္ခတွေကြုံတွေ့လာလို့ရှိရင်ညီမကိုယ်တိုင်လည်းကုမှာပါအဲ့ဒါဒီငြိမ်းမခံနေပါဘူးအဲ့ဒါသိကြပါတယ်เนาะဥပမာညီမအချိန်နဲ့အရွယ်လို့အိမ်တော်ပြုကျင်လာပြီတိုက်ကအိမ်တော်ပြုလို့မရအောင်နှောက်ရက်တယ်ဆိုရင်ညီမလည်းအဲ့တိုက်ကိုဖဲမှာပါเนาะအဲ့တော့အချိန်မတန်သေးပဲနဲ့အရွယ်ကောင်းလေး25 30စတဲ့အရွယ်ကောင်းလေးမှညီမတော့တိုက်ကပြန်ခေါ်ဖို့စီစဉ်လာပြီဆိုလို့ရင်ညီမဒီတိုင်းငြိမ်ပြီးလိုက်မသွားပါဘူးသိကြပါတယ်เนาะအခုလို့ဆရာတို့လိုထလန်းဆရာတွေကိုရှာပြီးတော့ညီမကုမှတတ်မှာပါအဲ့ခါကျရင်ဆရာတွေကဒုက္ခပေးတာလားတိုက်ကဒုက္ခပေးတာလားဆိုတာညီမသိလာပါလိမ့်မယ်လို့ကျေးဇူးအများကြီးတင်ပါတယ်เนาะ